အခုပြပေးမဲ့ဗီဒီယိုမှာတော့အရန်ကိုမှဒီစိတ်မကောင်းစရာပေါ့နော်ရင်နာစရာအဖြစ်အပျက်ပါတာဖြစ်တဲ့အတွက်ဒီစိတ်ခိုင်းမှကြည့်ကြပါလို့ကျွန်တော်အရင်ဦးဆုံးပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲမှာဒီတာမီ2ယောက်ဗီဒီယိုကိုကျွန်တော်အခုအရင်ပြပေးမှာပေါ့နော်ဒီတာမီ2ယောက်ကဆိုလို့ရှိရင်သူ့ရဲ့အမေကအခုဒီတိုက်ပြိုတဲ့အထဲမှာပေါ့နော်အခုပြနေတာပေါ့နော်မြင်တဲ့အတိုင်းကျွန်တော်ဒီနေရာမှာသူ့ရဲ့ဒီအမေကိုတော့ဝါးထားမယ်ပေါ့နော်ကျွန်တော်ပြချင်ပေးမယ်ဒီYouTube ကလက်မခံဘူးဘန်းမှာဆိုလို့ပေါ့နော်အားလုံးပဲဒါကျွန်တော်ခွင့်လွှတ်နားလည်ပြကြပါဒီလောက်ပဲပြလို့ရလို့ပေါ့နော်ဆိုတော့ဒီကာယကံရှင်ဒီပိုင်ရှင်ပေါ့နော်သူ့အမေကဒီတိုက်ကြားထဲမှာတွေ့ရတဲ့အတိုင်းညက်နေတယ်အဲ့ဒီညက်နေတဲ့အတွက်ကိုသူ့ရဲ့အမေရဲ့လက်ကလေးကိုကင်ပြီးတော့ပေါ့နော်သူဒါသူ့ရဲ့အမေကိုသူ့ကိုစိတ်ချဖို့အတွက်သူမှားနေတာပေါ့နော်သူ့ရဲ့အမေကတော့အဲ့ဒီတိုက်ပြီးချင်းမှာပဲတိတ်မကြခင်မှာပဲဆုံးသွားတယ်လို့သတင်းကြားသိရတယ်ပေါ့နော်တော်တော်လေးကိုမှစိတ်မကောင်းဖြစ်ဖို့ကောင်းပြီးတော့တော်တော်လေးကိုမှရင်နာစေရအဖြစ်အပျက်ပေါ့နော်ကိုယ့်ရဲ့ဒီအမေတယောက်လုံးကိုတွေ့နေတဲ့သားနေတော်မှာကဲထုတ်မပေးနိုင်တဲ့အဖြစ်အပျက်ကတော်တော်လေးကိုမှရင်နာဖို့ကောင်းမယ်လို့ထင်ပါတယ်တွေးကြည့်ုံနဲ့ပေါ့နော်တွေးကြည့်ရအောင်မလို့အခုကျွန်တော်တို့မြင်နေရနေဟိုတိတာတယ်ပေါ့နော်တော်တော်လေးကိုမှဒါရင်နာစရာအဖြစ်အပျက်တစ်ခုပါပဲဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီအကိုရဲ့အတန်ဗီဒီယိုဖိုင်ကိုပေါ့နော်ကျွန်တော်ဖွင့်ပြပေးပါမယ်ခင်ဗျာအမေဒါအမေနာမည်နဲ့တရားနာပြီနော်အမေနော်ကောင်းရမွေးရတော့နော်အမေနော်တောက်စိတ်ကြတိလားနော်အမေနော်တောက်စိတ်ကြဒီမတော်တည်တဲ့နေရာလေးကမတော်ဘူးနော်အမေနော်ကောင်းရမွေးရတော့နော်အမေနော်တောက်စိတ်ကြတိလားမတော်တည်တဲ့နေရာလေးကမတော်ဟုတ်ကဲ့လေးရှောင်းမလို့နော်အမေနော်ဒါလေးလေးမမနေမှာနော်မနော်တောက်စိတ်ကြဟုတ်ကဲ့တစ်ဆက်ထဲမှာပဲအခုတွေ့မြင်နေရတဲ့ဗီဒီယိုဖိုင်ကတော့ဒီတိုက်တာအဆောက်အုံတွေပြိုသွားတဲ့မိသားစုတွေရဲ့အိမ်ရှိမှာပေါ့နော်ဒါတည်ဆုံးသွားကြတဲ့ဒါသူတို့ရဲ့မိသားစုဝင်တွေကိုဒီမှာအလောင်းတွေတော့ပြန်ရပြီပေါ့နော်အမှဒီတရားနာနေတဲ့လူတွေရဲ့အနောက်မှာဒီအုပ်ထားတာကဒီတည်ဆုံးသွားကြတဲ့သူတွေပေါ့နော်အဲ့ဒီသူတွေကိုဒါအနောက်မှာထားပြီးတော့သူတို့ဒီအိမ်ရှိမှာပဲဖုန်းကြီးတွေကိုတရားနာပြင်ပေါ့နော်ဒါစွန့်တော့အမျှဝင်နေတဲ့ဗီဒီယိုဖိုင်ပါဘယ်လောက်တောင်ရှင်းတာဖို့ကောင်းလိုက်တယ်နော်အိမ်ထဲကိုတောင်ဝင်ပြီးတော့တရားနာလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာသူတို့အိမ်တွေကပြိုကျပျက်စီးနေတာဖြစ်တဲ့အတွက်ဒီလမ်းမှာပဲပေါ့နော်သူတို့ရဲ့ဒီတည်ဆုံးသွားကြတဲ့မိသားစုဝင်တွေကိုဒီလမ်းဘေးမှာပဲထားပြီးတော့တရားနာနေကြရတဲ့အဖြစ်အပျက်ကြီးပေါ့နော်တကယ်ကိုမှရင်နာစေရအဖြစ်အပျက်ကြီးပါအခုဖြစ်သွားတယ်ပေါ့နော်ဒီငလျင်ကြီးဟာဆိုရင်လည်းကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ကလေးဘွားတွေကအခုအရွယ်ရောက်လာတဲ့ဒီတော်တော်လေးကိုမှဒါအကျဉ်းဆုံးငလျင်လို့ပြောလို့ရတယ်အဖြစ်ဆိုးရင်လည်းတော်တော်ကြုံသွားတဲ့ငလျင်လို့ပြောလို့ရတယ်ပေါ့နော်